စာလံအခန်းကြီး46ခုနှင့်အခန်းငယ်ဓမ္မ17ဆက်ဖျားသခင်သည်ငါတို့ခိုလုံရာဖြစ်၍ခွန်အားကိုပေးတော်မူ၏ဘေးရောက်သည်ကာလအထူးသဖြင့်ကုမတော်မူကြောင်းထင်ရှားလျက်ရှိ၏ထို့ကြောင့်ပထဝီမြေကြီးသည်ရွေ့သွား၍တောင်များတုန်လှုပ်လျက်သမုဒ္ဒရာသို့ကျတော်လဲငါတို့သည်ကြောက်လန့်ခြင်းမရှိသမုဒ္ဒရာရည်သည်ဟုံးဟမ်းမြည်၍ငွေနောက်ပါလေစေလှိုင်းတဘိုးထသဖြင့်တောင်များတုန်လှုပ်ပါလေစေမြစ်တမြစ်ရှိသေး၏ထိုမြစ်ရည်သည်စီး၍ဖျားသခင်၏မြို့ရဲဟုသောအမြင့်ဆုံးသောဖျားကျိန်းဝတ်တော်မူရာတန်ရှင်းသောမြို့တော်ကိုရှင်လန်းစေတတ်၏ထိုမြို့သည်ဖျားသခင်ကျိန်းဝတ်တော်မူရာဖြစ်၍တုံ့လှုပ်ခြင်းမရှိရာမိုင်းတောက်လင်းဆန်း၌ဖျားသခင်ကူမတော်မူလိမ့်မည်လူမျိုးတို့သည်ဟုံးဟုံးမြည်ကြ၏တိုင်းနိုင်ငံတို့သည်လှုပ်ရှားကြ၏ဗျာဒိတ်တံကိုလွှတ်တော်မူ၍မြေကြီးသည်အည်ဖြစ်လေ၏ကောင်းကင်ဘိုးချေအရှင်ထာဝရဖျားသည်ငါတို့နှင့်အတူရှိတော်မူ၏ယာကုပ်အမျိုး၏ဖျားသခင်သည်ငါတို့ခိုလုံရာဖြစ်တော်မူ၏ထာဝရဖျားစီရင်ပြုပြင်၍မြေကြီးပေါ်မှတုတ်တင်ပယ်ရှင်းခြင်းအမှုတော်များကိုလာ၍ကြည့်ရှုကြလော့လေးကိုချိုးလျက်လှံကိုအပိုင်းပိုင်းဖြတ်လျက်ယထာကိုမိရှို့လျက်မြေကြီးစွန်းတိုင်အောင်စစ်မှုကိုငြိမ်းစေတော်မူ၏ငြိမ်ဝရရက်နေကြလော့ငါကားဖျားသခင်ဖြစ်သည်ဟုတိမှတ်ကြလော့လူမျိုးတို့တွင်ငါသည်ဖုံးပွင့်မည်မြေကြီးပေါ်မှဖုံးပွင့်မည်ကောင်းကင်ဘိုးချေအရှင်ထာဝရဖျားသည်ငါတို့နှင့်အတူရှိတော်မူ၏ယာကုပ်၏ဖျားသခင်သည်ငါတို့ခိုလုံရာဖြစ်တော်မူ၏စာလံအခန်းကြီး46ခုနှင့်အခန်းငယ်ဓမ္မ17ဆက်